ဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံအောင်မြင်တဲ့အခါမှာလေးစားအားကြတာခံအမြင့်ကိုမရောက်ခင်မှာဆွဲချခံအမြင့်ကိုရောက်သွားတဲ့အခါကျတော့လေသူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေကမ်းလာတယ်လူတွေရဲ့သဘာဝကနေနေမဲ့ level ဆိုပခုံးကြီးရှင်းမယ်အခုထက်သာသွားရင်တော့မနာလို့ဖြစ်မယ်လိုက်လို့မမီတော့ဘူးဆိုရင်အားကြပြီးကြံရမှာပေါ့ကွာ ဒါနဲ့ဆရာမကြီးချိန်မှာကျွန်တော်ချင်းဆိုင်ပြီးခွန်အားပြည့်မဲ့စကားလေးပြောခဲ့ပါဦး လူရည်လို့ဖြစ်လာရင်ဘာငါလုံးဆောင်ရတယ်ဘဝမမြင့်နဲ့ဘဝမမေ့နဲ့ဘုံမော်လုံးမသုံးနဲ့ဗျမ်းပတာမနေနဲ့မိဘကိုလည်းပြတ်မထားနဲ့ ဟုတ်ကဲ့ပါဆရာ ပြီးတော့ဘဝဆိုတာထင်တယ်လို့မလွယ်တဲ့အတွက်မြင်တာကိုလည်းရှောက်ပြောလို့ရတယ်စကားပြောတဲ့နေရာမှာလည်းမပြောခင်မှာစဉ်းစားပြီးမှပြောပြီးရဲ့စကားကိုလည်းပြန်ပြီးတော့စဉ်းစားနောက်ဆုံးပြောချင်တာကတော့နေရာကောင်းရဖို့အတွက်စူးတောင်းနေတာကိုလှုပ်တဲ့အလုပ်ပေါ်မှာပဲစေနာစိတ်ကောင်းထားပြီးတာလှုပ်အဲ့ဆိုလို့ရှိရင်နေရာကောင်းရတာလေ ဟုတ်ကဲ့ဆရာစကားနားထောင်ပြီးကျွန်တော်တို့အတက်နိုင်တော့ကြိုးစားပါမယ်